မင်္ဂလာပါနော်ဒါဆက်နေတီးတန်ကနေဒါကျွန်တော်ဖုန်းလေး3335 435ဗျာဒီအကုန်လမ်းကြောင်းတစ်ကြောလုံးပြီးကြတာပေါ့နော်ဒါဝဲကြည့်လိုက်တစ်တစ်ကြာတစ်ပတ်နှစ်ပတ်3 4 5 6 9 10မှာပြန်ကြကနေမှာနော်တစ်6ကို61ပေါ့နော်သူ့ရဲ့နာမ1 2 3 4နော်တစ်6ပေါ့လေ那弟弟家一百、200、300、200、500、600、900、1000、900、1000，空行了喏，少他们听了就空行了家了，都也100、200、300、200个嘛这空啊，没少100、200、300、200个空这个，怎么的呢？空这路的家了，那空行空这路家，家了嘛弟弟路家了100、200、300、200、500、600、900、1000、900、1000嘛，你可能那够喏。ကျွန်တော်30လို့ထင်တာလေနော်ကျွန်တော်စိတ်ထဲမှာ30ကြိုက်ဆုံးပေါ့နော်30 6ခုနဲ့ကိုယ်လေးရှိရရှိရတယ်1 2 3 4ပုံမှန်အဲ့ထက်လေးကြိုက်လေးပါနော်ဒီအားလုံးမင်္ဂလာပါကျွန်တော်ပြောတဲ့မှာဒီမှာပေါ့နော်4နာရီကွယ်ခဏတီးတာပေါ့နော်4 3 3 5 4 3မိုးကနဲ့အနေနဲ့ပဲထားလိုက်ပေါ့ကျွန်တော်တို့ဒီနေ့ကြိုက်တယ်အဲ့တော့ကျွန်တော် YouTube မတင်ဘူး YouTube မတင်နေအတူလေးပါဟုတ်ကျွန်တော်တင်လို့ရှိရင်ထုခါတာဗျအဲ့ဒါကျွန်တော်သိမတင်ပေးချင်တာမဟုတ်ဘူးနော်ကျွန်တော်ပြောမယ်ဒီမှာကျွန်တော်တို့ဆိုပြီးကိုးပြေလို့ကြာမယ်ခွန်ရှိလို့ကြာတာပြီးမှကြာတာနဲ့ဒါညနေတည်တယ်နော်၄ပါနော်ကျွန်တော်ပုံ4 3 3 4 3 1 2 3 4 5မှာပဲဆိုဒီ9မှာကဒီမှာနော်အင်္ဂါနေ့41ဆိုရယ်ခဏဒီ1 2 3ဒီထက်ပေါ်ပြီးက41က41လို့ကြာတယ်ကိုးပြေခွန်ရှိလို့ကြာရ1 2 3ဒီထက်ကလည်းတဲ့ပဲကြောင်းနော်49နဲ့ဒါတော့29 90နဲ့လို့ထွက်တော့ထားလိုက်ပါတော့ဒီမှာ49လို့ကြာပဲလာကြာတာလေးကြာတော့နော်ကြာတာလေးကြာတော့ကျွန်တော်တို့ဒီမှာပြ1 2 3ဒီမှာ4 5မှာ49လို့ကြာတယ်90လို့ကြာတယ်ပေါ့နော်အခုလာရကိုးပြကြာပြီခွန်8လို့ကြာပြီခွန်8လို့ကြာတဲ့အချိန်ကတော့ကျွန်တော်တို့ဒီမှာ1 2 3မှာဒီတောက်ကြခဏပါနော်16ပဲ16ကနှလုံးတူတယ်86ခုပေါ့နော်ဒါလေးကိုထည့်တွေ့တော့88ခု86ရယ်ဒီ16ကျွန်တော်16လို့ပဲကျွန်တော်ဒီအင်္ဂါနေ့လို့ပဲဒါညနေပိုင်းအင်္ဂါနေ့လို့ပဲကျွန်တော်ကတော့တွေ့ရပါတော့16ကမွေးခဏပေါ့နော်အားလုံးပဲမင်္ဂလာပါနော်ညနေတီးတန်းမယ်နော်